ချက်စီးကိုမန်ယူအနိုင်ရရှိတဲ့ပွဲကနေတိလိုက်ရတဲ့အချက်တွေကဘာတွေဖြစ်မှာလဲအားလုံးပဲမင်္ဂလာပါဘောဘော channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဆိုပြီးပါချက်စီးရဲ့အင်ကွင် Stamford Bridge မှာတော့ချက်စီးအတွက်ဒါငိုပွဲဖြစ်ခဲ့ပြီးတော့မန်ယူအတွက်တော့ပျော်ရွှင်ကြည်နူးစရာတွေဖြစ်ခဲ့ပါတယ်ချက်စီးအသင်းပေါ် Manchester United ရဲ့ဒါတကူကိုမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိမှုကအကောင်းဆုံးဖျော်ဖြေမှုမျိုးမဟုတ်ခဲ့ပေမဲ့ချန်ပီယံလိဝင်ခွင့်အတွက်တိုက်ပွဲမှာတော့ဒါအလွန်အရေးပါတဲ့နိုင်ပွဲတစ်ခုဖြစ်ခဲ့တာပါ။တရေနီတွေကသူတို့ရဲ့ပြိုင်ဘက်ဒါဥရောပဝင်ခွင့်မျှော်လင့်ချက်ရှိနေတဲ့အသင်းကိုခက်ခဲအနိုင်ယူပြီးတဲ့နောက်မှာဒါနောက်ရာသီချန်ပီယံလိမှာပါဝင်ခွင့်ရဖို့အတော်လေးဒါတေချာသွားခဲ့တဲ့အနေအထားရှိသွားပါပြီ။တစ်ဖက်မှာတော့အပြောင်ချင်သေးတွေကသူတို့ရဲ့ဒါမန်ယူအသင်းကိုရှုံးနိမ့်မှုကြောင့်အဆင့်6နေရာမှာပြိုင်ဘက်တွေရဲ့နောက်မှာဒါကျန်ရခဲ့ပါပြီ။ United ကအခုဆိုရင် Chelsea ထက်10မှတ်အသာနဲ့ရပ်တည်နေပြီးတော့ Premier League 5ပွဲသာကစားဖို့ကြံရှိတော့တာကြောင့်နောက်ရာသီ Champion League ခီးစဉ်အတွက်စတင်ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။ဒါပေမဲ့နီးပြလီယန်ရိုစီနီယာရဲ့ Chelsea အသင်းကတော့ဒါ Premier League 4ပွဲဆက်ရှုံးနိမ့်မှုနဲ့ပြိုင်ပွဲစုံ9ပွဲမှာ6ပွဲအထိရှုံးနိမ့်ထားရတာကြောင့်သူတို့ရဲ့ကံကြမ္မာကတော့စိုးရိမ်စရာဖြစ်လို့နေပါတယ်။ဒီလိုမျိုးအနောက်လန်ဒန်ကအရေးကြီးတဲ့ဒီပွဲစဉ်ကနေကျွန်တော်တို့သိရှိလာရတဲ့အချက်၄ချက်ကိုဘရိုနဲ့တူဒီနေ့ဗီဒီယိုမှာတင်ဆက်ပေးသွားကြပါမယ်။ဘယ်အချက်တွေဖြစ်မလဲဆိုတာဒါဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါဦး။ကျွန်တော်ရဲ့ဗီဒီယိုတွေကို YouTube နဲ့ Facebook တွေမှာတွားကြည့်ရှုနိုင်ပါတယ်။ပထမဆုံးတစ်ချက်အနေနဲ့တော့ဒါလီယန်ရိုစီနီယာအပေါ် PR တွေပုံမပြင်းထန်လာတာပါ။စနေနေ့ကပွဲတစ်ဝက်နဲ့ပွဲပြီးချိန်မှာချက်စီအသင်းကပေးသက်တွေရဲ့လှောင်ပြောင်မှုတွေကိုခံခဲ့ရပါတယ်။ပွဲမစတင်ခင်ကတည်းကဒါကလပ်ပိုင်ရှင်တွေကိုစန့်ကျင်ဆန္ဒပြမှုတွေကချက်စီအတွက်နောက်ထပ်စိတ်ပျက်စရာညတညဖြစ်ဖို့အရှိန်အဟုန်ဖြစ်စေခဲ့ပါတယ်။အခုဆိုရင်ဒါအပြာရောင်တွေရဲ့ချန်ပီယံလိမျှော်လင့်ချက်တွေကအစိတ်အမွှားမွှားဖြစ်သွားခဲ့တယ်လို့ယုံကြည်မှုတွေလည်းအနှိမ်ဆုံးအဆင့်ထိထိုးဆင်းသွားခဲ့ပါပြီ။ချက်စီကမကြသေးခင်ကသူတို့ကစားခဲ့တဲ့ပွဲတွေလောက်ဒီပွဲစဉ်ကဆိုးရခြင်းမရှိဘဲဖိအားပေးနိုင်တဲ့အချိန်ပိုင်းတွေရှိခဲ့ပေမဲ့အဆုံးသတ်ပိုင်းအားနည်းမှုကတော့ဒါစိုးရိမ်စရာဖြစ်နေစေပါပဲ။အင်အားကြီးနေတဲ့ Unitedခံစစ်တန်းကိုရင်ဆိုင်ခဲ့ရပေမဲ့ချက်စီကမျှော်မှန်းကို1.55သာရှိခဲ့ပြီးဒါဂိုးပေါက်တဲ့မှု3ချိန်နဲ့ဂိုးတိုင်ထိတာ2ချိန်ဖြစ်ပါတယ်။အနောက်လန်ဒန်သားတွေကအခုဆိုရင် Premier League 4ပွဲဆက်တိုက်ဂိုးမသွင်းနိုင်ဘဲနဲ့ရှုံးနိမ့်ထားတာဖြစ်ပြီးတော့ဒါ၄လန်ထိုင်းမိုင်းနဲ့ခြေစွမ်းတွေကြောင့်အကောင်းမြင်စရာအကြောင်းရင်းသိမရှိပါဘူး။ချက်စီပြည်သက်တွေလည်းအခုဆိုရင်ဒါတော်တော်လေးစိတ်ပြတ်နေတဲ့အနေအထားဖြစ်ပါတယ်။ United နဲ့ပွဲမှာသူတို့ဒီချက်စီးတာအဆုံးသက်ကောင်းခဲ့မယ်ဆိုရင်တေရလက်ရနိုင်ခြေရှိပေမဲ့ရှုံးနိမ့်မှုအတွက်ညှင်းချက်ထုတ်ဖို့တော့ခက်ခဲပါတယ်။နီးပြလီယန်ရိုစီနီယာအတွက်တော့ဒါ PR တွေကဆက်လက်မြင့်တက်နေပါပြီ။ချက်စီးပြည်သက်တွေကလည်းသူတို့ရဲ့ခံစားချက်ကိုချက်ချင်းဖော်ပြတတ်ကြပြီးအတွေ့အကြုံနှုတ်နယ်သေးတဲ့ဒီနီးပြအနေနဲ့အသင်းကိုအများဆုံးမထိန်ကြောင်းနိုင်ရင်ဒါမဲ့အပတ်တွေမှာလှောင်ပြောင်တန်တွေကပို့ပြီးတော့ကျယ်လောင်လာဖို့ရှိနေပါတယ်။နောက်ထပ်နံပါတ်2အချက်ကတော့မန်ယူအသင်းဘက်ကိုချက်တော့ပြောချင်ပါတယ်။မန်ယူအသင်းကခံစစ်အကြက်တဲကိုဒီနေ့ပွဲစဉ်မှာကြော်ထားနိုင်ခဲ့ပါတယ်။လီဆန်ဒရိုမာတီနဲ့ဟာရီမကွိုင်းယာနဲ့ဒီလစ်တို့မပါဝင်နိုင်တာက United ခံစစ်ကိုရှုပ်ထွေးစေဖို့ရှိနေခဲ့ပါတယ်။ဒါပေမဲ့တောက်ကြနေ့မှာယူရိုပါဒဏ်ရာကြောင့်လွဲချော်မယ်လို့သိလိုက်ရတဲ့အခါမှာတော့အခြေအနေတွေကပို့ပြီးတော့ခက်ခဲသွားခဲ့ပါတယ်။ United ရဲ့စီနီယာဘိုးခံစစ်မှု9ယောက်ထဲက4ယောက်အထိမကစားနိုင်တဲ့အခြေအနေမှာအရင်ကတခါမှတွဲမကစားခဲ့ဘူးတဲ့မဇရာဝီနဲ့ဒါ Heaven တို့အတွဲကိုချက်စီရဲ့ကျယ်ပွင့်တိုက်စစ်တန်းကိုဟန်တာဖို့တာဝန်ပေးခဲ့ရပါတယ်။ဒီပွဲစတင်ချိန်မှာအထူးသဖြင့်လူငယ်ကစားသမား Heaven အတွက်အနှဲငယ်အခက်တွေ့နေတယ်လို့ကျွန်တော်တို့မြင်ခဲ့ရပေမဲ့ဒီခံစစ်အတွဲရဲ့စမ်းဆောင်ရည်ကတော့ဒါတပွဲလုံးမှာဆိုရင်အတိမတ်ပြုတ်ဖို့လုံးဝကိုထိုက်တန်ပါတယ်။မဇရာဝီနဲ့ Heaven တို့ကဒါ Stamford Bridge မှာခံစစ်ပိုင်းပါဝင်ကူညီမှု73ချိန်အထိပြုလုပ်ခဲ့ပြီးတော့ချက်စီရဲ့ဖိအားပေးမှုတွေကြားမှာအကြောင်းရင်းချင်းမရှိဘဲနဲ့ချက်စီရဲ့တိုက်စစ်ကိုကြံ့ကြံ့ခံရင်ဆိုင်ခဲ့တာပါအထူးသဖြင့် Heaven ကပွဲအစ25မိနစ်မှာမတိမငြိမ်ဖြစ်ခဲ့ပေမဲ့ပွဲပြီးဆုံးချိန်မှာတော့အလွန်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကိုသူ့အနေနဲ့ပြသခဲ့ပါတယ်ဒါကျွန်တော်တို့ဘလို့မှမထင်ထားတဲ့ဒါခြေစွမ်းမျိုးတွေ Heaven ကဒီချက်စီနဲ့ပွဲမှာပြသခဲ့တာပါ United အခက်တွေ့နေတဲ့အချိန်မှာပဲဒါမထင်မှတ်ထားတဲ့သူရဲကောင်း2ယောက်ပေါ်ထွက်လာခဲ့တယ်လို့တော့တင်စားကြပါတယ်နောက်ထပ်နံပါတ်3အချက်ကတော့ Bruno Fernandes ရဲ့ဒါအံ့အားသင့်လောက်စရာခြေစွမ်းပြမှုတွေကဆက်လက်ပြီးတော့ရှိနေတာပဲဖြစ်ပါတယ်အရေးကြီးတဲ့အချိန်တိုင်းမှာ
ဒါမန်ယူအတွက်ဘရူနိုဖာနန်ဒက်ကတော့အမြဲတမ်းရှိနေတတ်ပါတယ်။ United ရဲ့အသင်းကောင်းဆောင်ရဲ့ဒီထူးချွန်တဲ့ခြေစွမ်းကိုချီးမွမ်းမှုစကားလုံးတွေတော့ကျွန်တော်ကုန်ခန်းနေပါပြီ။ Stamford Bridge မှာလည်းနောက်ထပ်အလားတူခြေစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။ဒါကသူ့ရဲ့အကောင်းဆုံးပွဲမဟုတ်ခဲ့ရင်တောင်သူကအသင်းရဲ့အဓိကနှလုံးသားဖြစ်နေတယ်လို့ပြောလို့ရပါတယ်။ဖာနန်ဒက်ကဒီယာဒီပရီးမီးယားလိရဲ့18ကြိမ်မြောက်ဂိုးဖန်တီးမှုကိုပြုလုပ်နိုင်ခဲ့ပြီးတော့အရင်ကဟင်နရီနဲ့ဒီဘရိုင်းတို့တင်ရှိထားတဲ့100ဒီအတွင်းဂိုးဖန်တီးမှုအကြိမ်20ဒါစံချိန်ကိုလိုက်မိဖို့နီးစပ်နေပြီဖြစ်ပါတယ်။သူကအခွင့်အရေးဖန်တီးမှုစုစုပေါင်း109ကြိမ်အထိရှိလာခဲ့ပြီးဒုတိယအများဆုံး Declan Rice ထက်ဒါ49ကြိမ်ပိုပြီးတော့များပါတယ်။သူ့ကိုအကောင်းဆုံးကစားသမားဆုပေးတာကိုဒါဘယ်သူမှညှင်းနိုင်မှာမဟုတ်ပါဘူး။ရာသီကုန်ကန်နီးမှာဖာနန်ဒက်ကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုနဲ့ထိုက်တန်ရဲ့လားဆိုတဲ့မေးခွန်းတွေရှိလာနိုင်ပြီးသူသာရခဲ့မယ်ဆိုရင်လည်းဒါကထိုက်တန်ရရှိတာပဲဖြစ်ပါလိမ့်မယ်။နောက်ထပ်နံပါတ်4အချက်ကတော့အန်ဆိုဖာနန်ဒက်ပြန်လည်ပါဝင်လာခြင်းပဲဖြစ်ပါတယ်။အန်ဆိုဖာနန်ဒက်က United နဲ့ပွဲမတိုင်ခင်မှာအသင်းတွင်းဒါနှစ်ပွဲပဲပြစ်ဒဏ်ကနေပြန်လည်လွတ်မြောက်လာခဲ့ကြောင်းဒါနီးပြလီယန်ရိုစီနီယာကအတည်ပြုခဲ့ပါတယ်။ချက်စီရဲ့မကြသေးခင်ကရလက်တွေကြောင့်အန်ဆိုကိုပွဲထွက်လူစင်းမှာချက်ချင်းပြန်ထည့်သွင်းခဲ့တာကတော့အန်အောစရာမဟုတ်ပါဘူး။အန်ဆိုကချက်စီရဲ့ကွင်းလယ်ဒဘယ်ပိုက်ပေါ်နေရာမှာကစားခဲ့ပြီးတော့ဒါကိုပါမာကိုနံပါတ်10ရိုးမှာကစားခွင့်ရအောင်နောက်ကိုဆင်းပေးခဲ့ပါတယ်။သူကပွဲစကလေးကသူ့ရဲ့ပါဝင်ပတ်သက်မှုကိုချက်စီအသင်းမှာပြသနိုင်ခဲ့ပြီးတော့ချက်စီရဲ့တိုက်စစ်ကိုသူ့အနေနဲ့ပုံဖော်ပေးခဲ့ပါတယ်။သူ့ရဲ့တိကျတဲ့ပေးပို့မှုတွေကြောင့်ချက်စီကပြီးခဲ့တဲ့ပွဲတွေထက်ဆိုင်တိုက်စစ်ပိုင်းပို့ပြီးတော့အသက်ဝင်လာခဲ့ပါတယ်။သူ့ရဲ့တိကျတဲ့ပေးပို့မှုတွေကြောင့်ချက်စီကပြီးခဲ့တဲ့ပွဲတွေထက်ဆိုင်တိုက်စစ်ပိုင်းပို့ပြီးတော့အသက်ဝင်လာခဲ့ပါတယ်။ရှုံးနိမ့်ခဲ့ပေမဲ့ Stamford Bridge မှာဒါဂုဏ်သိက္ခာရှိခြေစွမ်းပြနိုင်ခဲ့တဲ့အနည်းငယ်သောချက်စီကစားသမားတွေထဲမှာအန်ဆိုပါဝင်ခဲ့ပါတယ်။သူကအခွင့်အရေးဖန်တီးမှု9ကြိမ်ဒါနောက်ဆုံးတိုက်စစ်စုံအတွင်းဒါသူ့ရဲ့ပေးပို့မှု18ကြိမ်နဲ့မျှော်မှန်းကို3.3ခွန်တို့မှာဒါချက်စီအသင်းရဲ့အမြင့်ဆုံးစင်းရင်းမှာရှိခဲ့ပါတယ်။သူ့အနေနဲ့ခြေစွမ်းပြနိုင်ခဲ့တယ်လို့ဆိုနိုင်ပေမဲ့ပထမပိုင်းမှာရရှိတဲ့အခွင့်အရေးကိုတော့သူ့အနေနဲ့အကောင်းဆုံးအသုံးမချနိုင်ခဲ့တာကတော့ဒါပြောစရာတစ်ခုတော့ဖြစ်ပါတယ်။အသင်းပေါ်တွေခြေစွမ်းမပြနိုင်ခဲ့တဲ့ဂျာကသူကတော့အကောင်းဆုံးစူးစမ်းသွားခဲ့ပြီးတော့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ချက်စီမှာပြန်လဲပါဝင်လာခဲ့တာဖြစ်ပါတယ်။ဒါကတော့မန်ယူအသင်းကချက်စီကိုဒါတကူကိုမရှိနဲ့ဒါချန်ပီယံလိဝင်ခွင့်အတွက်အရေးကြီးတဲ့ပွဲစဉ်ကနေထွက်ပေါ်လာခဲ့တဲ့အချက်၄ချက်ကိုကျွန်တော်အနေနဲ့ပြောပြပေးခဲ့တာဖြစ်ပါတယ်။ဘရိုအနေနဲ့တော့ကျွန်တော်ပြောပြခဲ့တဲ့အချက်တွေကိုဘယ်လိုမြင်မိပါသလဲ။ဒါကွန်မန့်မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးခဲ့ကြပါဦး။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာလည်းထပ်မံဆုံတွေ့နိုင်ဖို့ like follow subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာ။